အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ကြက်တောက်ဆန်းရခိုင်ချက်ကလေးချက်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဟင်းလေးချက်ဖို့အတွက်ကြက်မဲတစ်ကောင်ကိုအသုံးပြုပါတယ်ဒီကြက်မဲလေးကတော့ကင်ထားပြီးသားပေါ့နော်ဒါလေးတွေကိုကျွန်တော်ကခုတ်ထစ်ပိုင်းလိုက်ယူမှာပဲဆိုတော့ဒါလေးတွေကိုကျွန်တော်အရင်ဆုံးလိုချင်တဲ့အနေထားခုတ်ထစ်ပိုင်းထားပြီးတော့မှရည်စည်းထားပေးပါတယ်ဒီလိုအနေထားလေးတွေကျွန်တော်ခုတ်ထားပေးလိုက်တယ်ပေါ့နော်တတရက်တော့ဖြစ်မနေပါဘူးတီးခံပေးကြပါဆိုရင်တော့ဒါလေးတွေကိုချက်ဖို့အတွက်ကျွန်တော်သုံးမဲ့ပစ္စည်းလေးတွေကိုတစ်ချက်ပြပေးပါမယ်ခင်ဗျာသုံးမဲ့အမယ်လေးတွေကတော့ရိုးရှင်းပါတယ်နော်ကျွန်တော်မြုပ်သီးအနေငယ်သုံးတယ်စပလင်တပင်ကိုသုံးပါတယ်ပြီးတော့တော့ပင်စိမ်းရွက်ကလေးတွေကိုလည်းသုံးပါတယ်ခင်ဗျာပြီးရင်တော့ဂျင်းနည်းနည်းရယ်ဗရေကောနည်းနည်းလေးရသုံးပါတယ်ပြီးတော့ရင်တော့ခရမ်းချင်သီးတစ်လုံးကိုလည်းထည့်သုံးပါမယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့စချက်လိုက်ပါမယ်ချက်မယ်ဆိုရင်တော့ပထမဦးဆုံးခုနကခုတ်ထည့်ပိုင်းထားတဲ့ကြက်သားလေးတွေကိုဥတစ်ခုထဲမှာထည့်ပြီးတော့မှအယောင်အတွက်ကျွန်တော်စနွေးမုံအနေငယ်ထည့်တယ်စားလေးအနေငယ်ထည့်တယ်အချုံမုံထည့်ပါတယ်ခင်ဗျပြီးတော့တော့ခုနကဂျင်းနဲ့ဗရေကောကိုကျွန်တော်ထူပြီးတော့မှထည့်ပေးလိုက်ပါတယ်ခင်ဗျအနံလေးတွေပို့ပြီးတော့မှမွေးသွားအောင်ကျွန်တော်စပလင်တပင်ကိုလည်းအခုလိုမျိုးထူပြီးတော့မှထုံပြီးထည့်ပေးထားလိုက်ပါတယ်ပြီးတော့ရင်တော့ရေတစ်ခွက်ထည့်ပြီးတော့မှတရေပြုတ်မှာပေါ့နော်ပုံလေးအုပ်ပြီးတော့မှတရေပြုတ်ထားတဲ့အချိန်မှာကျွန်တော်နိုင်ရွက်လောက်ပြုတ်ပေးပါတယ်ခင်ဗျရေလေးခမ်းသွားတဲ့အထိအခုလိုမျိုးနိုင်ရွက်လောက်ပြုတ်ပေးထားတဲ့အချိန်မှာတော့ချက်သားတွေကတော့နူးဖို့လိုအပ်သေးတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေငယ်မွေနောက်ပြီးတော့မှကျွန်တော်ရေလေးထပ်ထည့်ပြီးတော့မှအဖုံးအုပ်ပြီးနောက်ထပ်နိုင်ရွက်ထပ်တည်ပြီးမှဖြစ်ပါတယ်ချက်ကတော့အင်ဂျက်ဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ရှိရှိနဲ့တော့အချိန်ယူပြီးချက်ပေးရပါတယ်ကဲတရေခန်းကနီးလောက်မှာကျွန်တော်ပပလီထားတဲ့ကြက်သွန်ကြီးရယ်ခရမ်းကျင်သီးလေးရယ်ပြီးတော့ခဏကထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးလေးတွေကိုပါထည့်ပေးပါတယ်ကြက်သွန်ဖြူနဲ့ငရုတ်သီးထောင်းထဲမှာကျွန်တော်ကလားနန်နန်လို့ခေါ်တဲ့ဒီလွှတ်နန်နန်လေးတွေကိုလည်းကျွန်တော်ထည့်ပြီးထောင်းထားပါတယ်ခင်ဗျာပြီးတော့ရင်တော့ကျွန်တော်ရေလေးတစ်ခွက်ထည့်ပြီးတော့မှထည့်ထားတဲ့အရာလေးတွေနန်းသွားအောင်လို့ကျွန်တော်တေချာမွေနောက်ပြီးတော့မှအဖုံးလေးအုပ်ပြီးတော့နိုင်ဝဲလောက်တစ်ခါထပ်ပြီးတော့တည်ပြီးမှဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးနိုင်ဝဲလောက်ကြာသွားတဲ့အချိန်မှာတော့ရေလေးတွေကခန်းစားပြုနေပြီဒါဆိုရင်တော့ကျွန်တော်တို့ဒါအရသာအပေါ်အငံမြည်ပြီးတော့မှလိုတာလေးထပ်ထည့်လို့ရပါတယ်ကျွန်တော်ကတော့ငံပြာကြီးလေးအနေငယ်ထပ်ပေါက်လိုက်ပါတယ်ခင်ဗျပြီးသွားပြီဆိုရင်တော့ရေတစ်ခွက်ထည့်ပြီးတော့မှနောက်ထပ်မိနစ်20လောက်ထပ်ချက်ပါမယ်အဖုံးလေးမအုပ်ခင်မှာတော့ကျွန်တော်ပင်စိမ်းရွက်လေးတွေကိုအပေါ်ကနေအုပ်ပေးလိုက်ပါမယ်ခင်ဗျအနံ့လေးတွေကနောက်ဆုံးမှအုပ်တဲ့အချိန်မှာအနံ့တွေကပူပြီးတော့မှမွေးတက်လာတာပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်ပွက်တဲ့အထိတည်ထားပေးလိုက်တဲ့အချိန်မှာတော့အနံ့လေးတွေကပူပြီးတော့မှမွေးပြီးတော့စားကျင်စရာကြက်တောက်ဆန်းဟင်းတစ်ခွက်ရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ချက်သားတွေကလည်းနူးပြီဆိုတော့ကျွန်တော်တို့တစ်ခါတည်းစားမှာဖြစ်ပါတယ်ခင်ဗျာအရသာလည်းရှိအာဟာရလည်းရှိတဲ့အခုလိုမျိုးကြက်တောက်ဆန်းရခိုင်ချက်လေးကိုအိမ်မှာချက်စားကြဖို့အကြံပေးခြင်းပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel မှာအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဟင်းချက်နည်းလေးတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်တာမလို့ channel လေးကို like and subscribe လေးလုပ်ပြီးတော့မှအားပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲနှုတ်ဆက်လိုက်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ